သူရဲ့မြဲတဲ့ဘာမှဆိုတော့အမေအချင်းဆိုတော့ရှိရဒါပေမဲ့တချို့ကျတော့တခြားသူတွေနဲ့ compare လုပ်ပြီးငါရန်နောက်ကျနေဆိုတဲ့စိတ်ရှိရအဲ့လိုမျိုးတော့မဖြစ်နေအောင်တော့ကိုမရနိုင်အောင်ထင်အောင်မှ just give it ကိုပေါ့ဘာလဲဆိုတော့မထင်မဲ့ပဲတဲ့ရသွားနိုင်တယ်လေဆိုတော့အားလုံးပဲမင်္ဂလာပါပေါ့နော် episode 5ကနေကြိုဆိုပါရစေဒီနေ့ရဲ့ guest ကတော့UK ပေါ့နော် England ရဲ့ Newcastle University မှာ Computer Science တက်ရောက်နေတဲ့Myanmar Angel ကိုဖိတ်ခေါ်ထားပါတယ်ပေါ့နော်ဆိုတော့ Myanmar Angel thank you for making to today's podcast and I hope you're having a good day ပထမဆုံးအနေနဲ့ပေါ့နော်ဒီ Angel ရဲ့educational background လေးကိုနည်းနည်းလေးရှင်းပြပြလို့ရမလားပေါ့နော်ဒီ university ကိုမတက်ခင်ပေါ့နော်ဘယ်လိုမျိုး background ဘက်ကနေလာလဲဆိုတာငယ်တော့ကတော့မြန်မာကျောင်းမှာပဲတက်ခဲ့ရပါတော့ကိုဗစ်မတိုင်ခင်မှာ6တန်းထိပြီးရဲ့6တန်းထိပြီးပြီးချိန်မှာကိုဗစ်ဖြစ်တော့အကြောင်းနေပါပိတ်တဲ့အချိန်မှာကျောင်းဆက်မတက်ဖြစ်တော့ပေါ့နော်ကျောင်းဆက်မတက်ဖြစ်တော့ပြင်မဲ့အဲ့လို English နဲ့ Maths နဲ့ကတော့အင်္ဂါထားရဲဆိုတော့အမှအဲ့လိုမျိုးဟာရောအမြင်တက်ဖြစ်ခဲ့တယ်ပြီးတော့2023မှာဝင်ကျင်မှာစပြီးတော့ IGCSE ကိုတက်လိုက်တာပေါ့နော် secondary 3ကိုစပြီးတက်တာ2020အကုန်လောက်ကိုရဖြစ်မှချင်တယ် secondary 3ကိုတက်တယ်တက်ပြီးတော့ကြတော့IGCSE O level ကို May June 2024မှာဖြည့်ခဲ့ရပါတော့ပြီးတော့ကြတော့OSSD ကိုပြောင်းခဲ့ကြားထဲမှာတော့ option တွေအများကြီးပဲစဉ်းစားခဲ့ပေမဲ့ OSSD ကလည်းအချိန်လေးနည်းမယ်ပြီးလို့ရှိရင်တက်ချင်တာလည်း UK အဲ့လိုမျိုး UK တို့ကနေဒါတို့လိုမျိုးသွားချင်တာဆိုတော့ကြတော့ OSSD ကိုပဲရွေးချယ်ကြပေါ့အမှ OSSD ကို Crown Education မှာတက်ခဲ့ပြီးတော့ကြတော့အခု uni ကိုရောက်လာပေါ့နော်ဆိုတော့ education background ကတော့အဲ့ဟာပါပဲဟုတ်ကဲ့ပါဆိုတော့အခု UK ရဲ့ Newcastle ပေါ့နော် Newcastle မှာundergraduate ကို Computer Science major နဲ့တက်နေတယ်ပေါ့နော်အဲ့တော့ undergraduate မှာလည်းဒီ Vice Chancellor's Excellent Scholarship ဆိုတဲ့ပေါ့နော်50% scholarship လည်းရထားတယ်ပေါ့နော်ဆိုတော့ Angel အနေနဲ့ပေါ့နော်ဘာလို့ဒီလိုမျိုး competitive ဖြစ်တဲ့ scholarship တခု Angel ကရသွားရလို့ထင်တယ်ပေါ့နော်ပြီးတော့အဲ့ဒီ scholarship ကိုရဖို့အတွက်ဘယ်လိုမျိုး process တွေဖြတ်သန်းခဲ့ရလဲဆိုတာနည်းနည်းတော့ရှင်းပြပေးပါလားOkay အဲ့ဆိုရင် process ကိုအရင်ပြောလိုက်ပို့အဆင်ပြေမယ်လို့ထင်တယ်။ဘာလဲဆိုတော့ကျောင်းကစပြီးရှောက်တာတော့ဒီအရင်နှစ်အစောပိုင်းလောက်ကဖြစ်မှာပေါ့ကျောင်းUCAS မှာ application တွေတင်ပြီးသွားတဲ့အချိန်မှာကျောင်းကနေ offer ပေးခဲ့ပေါ့ဒီရဲ့ scholarship က offer ရပြီးတော့မှရှောက်လို့ရဖြစ်တဲ့အတွက်ကြောင့်မို့ offer ရပြီးတဲ့အချိန်မှာရှောက်လိုက်တယ်အရင်နှစ်ရဲ့ February လကုန်လောက်မှာ deadline ရရှိရဆိုအဲ့အချိန်မှာပဲသူ့ကိုရှောက်ခဲ့ပေါ့နော်သူ့ထဲမှာကျတော့မေးရရ academic records တွေကိုတောင်းတယ်ပြီးလို့ရှိရင်မေးခွန်း2ခု3ခုလောက်ထပ်မေးထားရှိတယ်ကျန်တာတော့အများကြီးတော့မရှိဘူးเนาะဒီ scholarship ရဲ့ process ကအဲ့မှာstory ရေးပြရတယ်ပေါ့နော် story လိုမျိုး3ခုရေးရတယ်ဒါပေမဲ့ဒီနေ့တော့တူလားမသိဘူးဒီနေ့လည်းပြီးတော့ပြီးနေရတော့ကြားတယ်ဘယ်လို application နည်းနည်းလေးကိုကွဲရင်လည်းကွဲမှာပေါ့နော်တီးမပြောတတ်ဘူးပေါ့အဲ့မှာပြီးတော့ကြတော့ scholarship ကိုဒီလကုန်လောက်မှာပဲ deadline ကိုရှောက်ပြီးသွားတဲ့အချိန်မှာ offer က April လအစလောက်မှာရခဲ့ရပါတော့50% ဆိုပြီးတော့offer လာတယ်အဲ့ကောင်ကတော့သူ့ရဲ့ process လေးပေါ့နော်ဘာလို့ရတယ်လို့ထင်လဲဆိုတော့personally ပြောရမယ်ဆိုရင်အင်္ဂလိပ်ကလေးကနည်းနည်း top student တွေမှာပါတယ်ဆိုတော့academic records တွေအကုန်လုံးကောင်းနေလို့ထင်တယ်ပေါ့နော်အဓိကကတော့ဘာလို့လဲဆိုတော့သူတို့ကလည်းတခြား scholarship တွေနဲ့မတူရင်ဒီကောင်ကတော့academics နဲ့ဒီလိုကျောင်းသားရဲ့ဘယ်လိုပြောမလဲသူ skills တွေကိုပဲအဓိကကြည့်ရ scholarship ဆိုတော့ကြတော့ပထမဆုံးသူချက်ကတော့ academics record တွေကောင်းနေလို့ထင်တယ်ပေါ့နော် IGCSE မှာလည်းအမှတ်တွေကတော်တော်လေးကောင်းပါတယ်ဆိုတော့အဲ့လိုမျိုးဟာကြီးအကြောင်းလေးအဓိကလို့ထင်တယ်ပြီးတော့နောက်ထပ်တစ်ခုကကြတော့internship လည်းလုပ်ခဲ့ပေါ့နော်OSCE တဲ့နေချိန်မှာအဲ့ internship ကိုအကြောင်းထည့်ပြီးရေးပေးရတော့ပြီးတော့တခြား extracurricular လုပ်ခဲ့ volunteering တွေပါလည်းထည့်ပြီးရေးပေးခဲ့အတွက်ကြောင့်အဲ့အကြီးအကြောင်းလည်းအများကြီးပါ
လို့ထင်တယ်ပေါ့နော်။နောက်ထပ်တစ်ခုကတော့ကျောင်းဘက်ကတချို့အခုနောက်ပိုင်းပြန်ပြီးသိလာတဲ့ officer ပေါ့နော် international officer နဲ့စကားပြောကြည့်ရဲ့အချိန်မှာသိရကြတော့သူတို့ရဲ့ Newcastle ကိုတည်တည်ချာချာလေး research လုပ်ထားပြီးပေါ့နော် university တင်မဟုတ်ဘဲနဲ့သူရဲ့မြို့ပါတည်တည်ချာချာလေး research လုပ်ပြီးတော့အဲ့ဒီထဲမှာထည့်ပြီးရေးခဲ့ပြီးတဲ့အတွက်ကြောင့်သူတို့ပို့ပြီးတော့သဘောကျရဲဆိုတော့ပြောပြတာကိုသိခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအချက်တွေကလည်းတော်တော်များရဲဆိုတော့အားကြောင့်မလို့ပဲရခဲ့လို့လည်းထင်ပါတယ်ဟုတ်ကဲ့ပါโอเคပြီးတော့ပေါ့နော်Angel ရဲ့ LinkedIn profile မှာလေinternship အကြောင်းပေါ့နော်နည်းနည်းတွေ့ရပေါ့နော်Star Matrix Technology မှာ network engineer အနေနဲ့ internship လုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီ internship ကိုဘယ်လိုမျိုးရခဲ့တာလဲပြီးတော့ကျတော့ကိုကဘယ်လိုမျိုး motivation နဲ့ပေါ့နော်ဒီလိုမျိုး internship လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ရတယ်အဲ့ဒါလေးနဲ့ဟုတ်တယ်ပေါ့နော်အဲ့လို high school မှာကလေးက internship ဆိုတာနည်းနည်းတော့ရှားပြောရလို့ရှင်ဒါမဲ့ကောင်ကြောင့်ဘယ်လိုလုပ်ဖြစ်သွားလဲဆိုတော့ဒီ OSS ဒီတက်နေတဲ့အချိန်မှာပဲဒီကျောင်းစာတွေမဟုတ်ပဲねပေါ့နော်ပြင်ကအဲ့လို real world experience ကိုလိုချင်နေဆိုပြီးတော့အဖေကိုတိုင်ပင်တာအဖေတိုင်ပင်တဲ့အချိန်မှာ तू ကလည်းအဲ့လိုသူ့ရဲ့နည်းနည်းတည့်ရသူတွေကအဲ့လိုမျိုးရှိလားမသိဘူးတဲ့ तू မေးကြည့်ပေးမယ်တဲ့အဲ့လိုပြောတာအဲ့မှာ Star Matrix Technology ကဒီ Manlia New Starlight Group of Companies ကပဲပေါ့နော်အဲ့ဒီရဲမှာသူတို့မေးကြည့်ပြီးကြသူတို့ကတော့ internship လုပ်ပေးရတော့ရှိရဲ့တဲ့အဲ့လိုမျိုး uni ကျောင်းသားတွေပဲလုပ်တာတဲ့အဲ့လိုမျိုးပြောသူတို့ကလည်းနည်းနည်းတော့အံ့ဩသွားတယ်မေးလိုက်တဲ့အချိန်မှာအဲ့နဲ့ကိုကတော့လိုချင်တာတော့ဒီ IT ဘိုင်းတစ်ခုခုဆိုရှင်အဆင်ပြေပေါ့ဟို limit ကလည်းအရင်တော့မလုပ်တော့ beauty နဲ့ဟို IT ဘက်ကိုသွားရဆိုရှင်ကိုတိတွေ့နေ feel မဟုတ်ခဲ့လို့ဆိုရင်တော့မှ computing နဲ့တခုခုပဲဆိုရှင်ကိုစိတ်ဝင်စားရလည်းဖြစ်နိုင်နေဆိုရဲအတွေးနဲ့ပဲအဲ့လိုပဲလုပ်ချင်တယ်လို့ပဲပြောလိုက်တာပေါ့အဲ့နဲ့သူတို့မေးကြည့်ရကြတော့အဲ့လိုသူတို့စီမှာလေလုံးဝ uni ကျောင်းသားတွေပဲအစိုးရ uni ကကျောင်းသားတွေလည်းရှိရယ်ပြီးလို့ရှိရင်အဲ့လို private uni ကကျောင်းသားတွေလည်းရှိရယ်ပေါ့နော်သူတို့စီမှာအဲ့နဲ့သူတို့ရဲ့ manager နဲ့ director နဲ့စကားသွားပြီးတော့ပြောဖြစ်တယ်ပေါ့နော်စကားသွားပြောပြတော့သူတို့မှာဒီလိုပဲ networking တွေပဲလုပ်တာတဲ့ဒီManly ကသူတို့ရဲ့ site တွေမှာအဲ့လို networking device တွေအဲ့လိုမျိုးလုပ်တာပါရောရှိရဲ့အဲ့လိုမျိုးဒီကောင် internship ဆိုတဲ့အစပိုင်းမှာသူတို့ work shadowing ပုံစံမျိုးပေါ့အဲ့လိုမျိုးလုပ်ချင်နေဆိုရင်တော့ရပါတယ်ပေါ့ဒါပေမဲ့သူတို့ရဲ့ပုံစံကြည့်ရတယ်နည်းနည်းတော့အရန်တော့သူတို့တဲမှာသူတို့အန်အောနေတဲ့ပုံစံတော့ပေါက်တယ်ပေါ့နော်ဒါမှလည်းလှုပ်ချင်လားအဲ့လိုပြောတယ်အဲ့နဲ့ပေါ့စဉ်းစားကြည့်ပြီးတော့ရရပေါ့စကားမိပါပြောကြည့်ပြီးတော့လည်းအဆင်ပြေတယ်ဆိုတော့ကြောင့်အဲ့နဲ့တစ်ပတ်ကိုတရက်ပေါ့တစ်ပတ်ကိုတရက်သူတို့ရဲ့ project မှာလိုက်ပြီးတော့လုပ်ပြီးခဲ့ပေါ့နော်ဆိုတော့internship ကတော့အဲ့လိုရခဲ့ရပေါ့နော်ဒါမဲ့ဆိုတော့ဘယ်ပြောမလဲအရင်တော့ဟိုလိုမျိုးသူတို့ကနေ advertise ဖွင့်ထားတဲ့ဟာတော့လည်းမဟုတ်ခဲ့ဘူးပေါ့နော်အဲ့တော့လိုအမှသွားကြတော့လေတော်တော်လေးတော့ experience ကပြောစရာတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့အကုန်လုံးကကိုထက်အကြီးမှာတော်တော်လေးကြီးရပေါ့နော်ပြီးတော့တခြား intern တွေလည်းရှိရဆိုပေမဲ့လည်းကိုနေကအသက်တွေလည်းရန်กว่าဒါပေမဲ့အဲ့ internship ကိုသွားပြီးအချိန်မှာကျတော့ workplace တစ်ခုမှာဘယ်လိုမျိုးရှိရဲဆိုတာမျိုးကိုသိခဲ့ရပါတော့ဒီရဲ့ technical knowledge တွေအပြင် workplace တစ်ခုမှာဘယ်လိုမျိုးရှိရဲပြီးလို့ရှိရင် communication တွေဘယ်လိုလုပ်ရလဲဆိုတာလည်းသိခဲ့ရပေါ့နော်အစပိုင်းတော့နည်းနည်း challenging ဖြစ်တယ်ပြောရလို့ရှိရင်ဘာလဲဆိုတော့team ထဲမှာပြောယောက်ျားလေးတွေပဲရှိရနည်းနည်းအဲ့လိုဘယ်သူမှလည်းတိတ်မရှိစကားရွာလည်းအရင်ပြောလို့လည်းမကောင်းဘူးဒါပေမဲ့အမှသူတို့တခြား department ကအမားတွေနဲ့လည်းလိုမျိုး friend တွေပါဖြစ်လာပါတော့ဆိုတော့တော်တော်ပြောစရာကောင်းပါတယ်ပြီးတော့ပေါ့နော်မြန်မာနိုင်ငံကနေပေါ့နော်ဒီကျောင်းသားတွေက UK ကိုသွားမယ်ပေါ့ specifically Newcastle ပေါ့နော် Newcastle သွားမယ်ဆိုရင်ဘယ်လိုမျိုး travel လုပ်ရလဲပေါ့နော်အဲ့ဒါ Angel ရဲ့ experience တွေနဲ့လောက် share လုပ်ပေးပါလားAngel ကတော့ဒီ Manly ကနေသွားခဲ့ရဆိုတော့ကြတော့Manly ကနေမှBangkok ကိုသွားတယ် Bangkok ကနေကြမှာလန်ဒန်ရောက်ခဲ့ရပါတော့ဟို Newcastle ကိုကျောင်းလာတက်တော့တန်းမျိုးမသွားဘူးလန်ဒန်မှာလည်းအမျိုးလည်းရှိတော့ကြအမှသွားပြီးတော့လေရဆိုတော့ကြတော့လန်ဒန်မှာပဲဆင်းခဲ့ရပါတော့အဲ့ဒါပုံမှန်အဖြစ်ဆိုရင်တော့ Bangkok ကနေ London ကို direct flight ရှိရလို့ကြားတယ်ဒါပေမဲ့
ပြန်ကြည့်ချိန်မှာအဲ့ရက်ပိုင်းပေါ့နော်အခုတော့တေချာမပြောတော့အဲ့လိုအင်ဂျယ်လာတဲ့အချိန်မှာဟာကြတော့ဒီတရုတ်ကနေ transit လုပ်တဲ့ transit တစ်ခါထပ်လုပ်ရတဲ့ဟာကဈေးကပိုတက်တာပေါ့နော်အဲ့လို flight ticket ကဒါမဲ့ပြီးတော့လေ transit ပဲဆိုတော့ self transfer လည်းမလုပ်ရအောင်ဆိုတော့ကြောင့်အဲ့ပေကျင်းမှာ transfer လုပ်ခဲ့ flight နဲ့သွားတာပေါ့နော်လန်ဒန်ရောက်တယ်လန်ဒန်ရောက်ပြီးအင်ဂျယ်လန်ဒန်မှာခဏနေပြီးမှ Newcastle သွားတာပေါ့နော်ဆိုတော့အကယ်အဲ့လိုမျိုးသွားကိုကနေကိုဝယ်သွားမယ်အဲ့လို Newcastle တန်းသွားချင်နေဆိုလို့ရှိရင်တော့လန်ဒန်ကနေမှ train စီးပြီးတော့သွားရဲဆိုရှင် Newcastle ရောက်တယ်ပေါ့နော်ဆိုတော့အဓိကတော့ Newcastle သွားမယ်ဆိုရှင်တချို့ option နေနေကြတချို့ကျ Dubai မှာ transit လုပ်တာမျိုးကြီးလေကြားရဲDubai တို့ပြီးတော့ Saudi တို့မှာလိုမျိုး transit လုပ်ပြီးတော့သွားလို့လည်းရတယ်ပေါ့အဲ့ကောင်ကတော့ Newcastle airport ကို direct ရောက်တာမျိုးကြီးလည်းရှိရယ်ဒါပေမဲ့တခုကတော့ဘောနော်ကိုကဘယ်မျိုးသွားမှာပဲဖြစ်ဖြစ်ပေါ့ကိုသွားမယ့်မျိုးမှာ airport မရှိဘူးဆိုရှင်လန်ဒန်မှာပဲစဉ်းစားမျိုးတို့မဟုတ်တခြားအနီးတစ်ဝိုက်မှာရှိတဲ့ airport မှာစဉ်းစားမျိုးအဆင်ပြေလို့ထင်တယ်ဘာလို့လဲဆိုတော့ UK ကဒီ public transport system တော်တော်လေးတဲ့ကောင်းနေပေါ့နော် train ဆိုလို့ရှင်လည်းတော်တော်များများကနေရအစုံရောက်တယ် train တို့ bus တို့အကုန်လုံးရောက်တယ်ဆိုတော့ကြတော့ဘေးမှာစဉ်းတော့အဆင်ပြေရယ်ဆိုတော့ကဲအဲ့လိုမျိုးကိုကသွားမယ်ဆိုရင်တော့ budget တွေပါချိန်မယ်ဆိုရင်လည်း budget တွေပါချိန်ပြီးတော့မှကြည့်ရတော့ပိုကောင်းနေလို့ထင်တယ်ပေါ့နော်ဟိုလိုမျိုးနီးရယ်ဆိုတာပစ္စည်းအများရင်တော့နီးရတော့ပိုကောင်းတော့ဒါပေမဲ့သွားရလာရခက်ခဲရမျိုးတော့မရှိပဲမှာပဲသွားပေါ့နော်ဆိုတော့အခုလက်ရှိAngel Study လုပ်နေတာကဒီ Computer Science ဘာသာရပ်ပေါ့နော်ဆိုတော့ဘာလို့ Computer Science ဘာသာရပ်ကိုဒီရွေးချယ်ခဲ့ရလဲပြီးတော့ကျတော့ဘာလို့ပေါ့နော်ဒီ UK မှာရှိတဲ့ University တွေအများကြီးထဲမှာမှဒီ Newcastle University မှာ Computer Science Study ဖို့ရွေးချယ်ခဲ့ရလဲပေါ့နော်ဆိုတော့ပြောရရင်တော့ဟုတ်အင်္ဂလိပ်လေးကစရင်တော့ငယ်ငယ်လေးကကတော့ engineer ဖြစ်ချင်တာဆိုတော့လိုမျိုးရှိရပါတော့ဆိုတော့ IGCSE စတဲ့အချိန်မှာတော့မှအရင်မသိချသေးဘူးဘာကိုသွားချင်နေဆိုတော့မမီဒီ first IGCSE ပထမစတဲ့နှစ်မှာဆိုရှင်ဒီလိုလောက basic subject တွေယူထားလိုမျိုး maths တို့ English တို့အပြင်ပြီးတော့နောက်ထပ် physics chemistry တော့ပဲယူထားပြီးတော့ ICT ရောပါမယ်ထင်တယ်အဲ့လိုမျိုးပဲယူထားအဲ့လိုပထမ IGCSE စတဲ့နေနေမှာအဲ့လိုမျိုးနောက်ပိုင်းကျရင် specialize လည်းလုပ်အောင်မကောလည်းတည်တာကြတော့ကွန်ပျူတာနဲ့ဆိုင်တဲ့ဟာကိုပဲသွားချင်နေပေါ့အဲ့လိုမျိုးပြီးတော့ဒီကကွန်ပျူတာပြင်မျိုးကြည့်ချိန်မှာကွန်ပျူတာနဲ့သွားတဲ့ job တွေကတချို့က remote job တွေပါမျိုးတွေရှိရဲဆိုတော့အဲ့လိုမျိုးရရှေ့ဆုံးကွန်ပျူတာနဲ့ပဲဆိုင်တဲ့ဟာလေးပဲသွားလိုက်ပါမယ်ဆိုပြီးတော့အဲ့လိုနောက်ပိုင်းမှာကြီးစည်းတဲ့နေနောက်ပိုင်းမှာ computer science ကိုစတာရယူခဲ့ရပါတော့ငယ်ငယ်လေးကလေးကတော့သဘောကျတာကအဲ့လိုမျိုး maths တို့ပြီးတော့ problem solving လုပ်တဲ့ဟာမျိုးတွေတော်တော်လေးသဘောကျတယ်ဒါလို essay based ကိုသဘောမကျအောင်ဆိုတော့ကိုယ့်ကိုသိရပါတော့အရင်ကလေးအနေ computer science ကိုပဲဒီ IGCSE စတဲ့အချိန်မှာယူရဲ့အချိန်မှာအဲတော့ကဆရာကလည်းတော်တော်လေးအဲ့လိုမျိုးဘာမှဆိုကောင်းတင်ပြရဲအဲ့လိုမျိုးအရင်တေးစိတ်ပြောကြတော့စိတ်ဝင်စားရဲပေါ့နော်စိတ်ထဲဝင်စားရဲဆိုတော့OSSC စာ IGCSE ပြီးတော့ OSSC စာမတက်ခင်မှာကလေးကဒီ computer science ကိုတက်ချင်နေဆိုတာသိချရဲဆိုပြီးကိုယ့်ကိုသိချသွားတာပေါ့နော်ဆိုတော့ OSSC မှာလည်း computer science နဲ့ဆိုင်တဲ့ subject တွေကိုပဲအရင်ဆုံးယူခဲ့တယ်ယူပြီးတော့ကြတော့တခြားuni ဆက်လျှောက်တဲ့အချိန်မှာလည်းအကုန်လုံး computer science နဲ့ relate ဖြစ်တဲ့program တွေကိုပဲအကုန်လုံးလျှောက်ခဲ့တာပေါ့နော်ဆိုတော့အဲ့ကောင်ကတော့ why computer science ဆိုတဲ့ဟာမေးခွန်းတော့ပေါ့နော် Newcastle Uni ကိုကြောက်ပါလို့လျှောက်ခဲ့ရလဲဆိုUK မှာကျောင်းလျှောက်ပြီဆိုရင်ကျောင်းသားကျောင်းလျှောက်လို့ရတယ်ပေါ့နော် UCAS ကနေကျောင်းသားကျောင်းစလျှောက်တဲ့အချိန်မှာ UK ကိုဒီကျောင်းမတက်ခင်တော့တစ်ခါလာဘူးပဲဆိုတော့တချို့မျိုးတွေကလည်းရောက်ဘူးပဲဆိုတော့အဲ့လိုမျိုးသူပြောမယ်ကိုသွားချင်တဲ့မျိုးစာမျိုးရှိရပါတော့နော်ကိုကတော့ Newcastle ကတော့ရောက်ဖို့ဒီမှာမပါဘူးဒါပေမဲ့ဒီ IGCSE စတဲ့ကိုလည်းရောပြီးတော့ OSSC တက်နေတဲ့အချိန်မှာအကြောင်းမျိုး research လုပ်ကြည့်ရပေါ့အကြောင်းမျိုး research လုပ်တဲ့အချိန်မှာအကြောင်းရဲ့အဲ့လို ranking နေပြီးတော့အဲ့လိုမျိုးဘယ်လို teaching နေရှိလဲဆိုတာပြီးတော့နောက်တစ်ခါကျမျိုးရဲ့အနေထားကိုပါအကုန်လုံး research တေချာလုပ်ကြည့်ရဆိုတော့အကြောင်းစလျှောက်ကလေးက
ခဏပြောရဲ ranking တို့ဒီ teaching လုပ်တာတွေပြီးတော့မျိုးရဲ့အခြေအနေအကုန်လုံးကိုအဆင်ပြေရဲ့ကျောင်းတွေကိုအဆင်ပြေမယ်လို့ထင်တဲ့ကျောင်းတွေကိုပဲရွေးရစတော့ရှောက်ခဲ့ဆို offer စားရတဲ့အချိန်မှာဆိုလို့ရှိရင်နည်းနည်းမတိမချာတော့စဖြစ်နေရောဘာလို့လဲဆိုတော့ဘာရွေးရမှာလဲပေါ့အဲ့လိုမျိုးပြီးတော့ offer စပေးထားတဲ့အချိန်မှတ်မိတယ်အဲ့လိုမျိုးဒီသူ့ရဲ့ offer condition ကအကုန်လုံးနှိပါအမှတ်တွေကလည်းအတူတူပဲဖြစ်နေအဲ့နဲ့တော်တော်လေးစဉ်းစားခက်တာပေါ့နော်အဲ့လိုပြီးတော့ဟိုခဏရှေ့ကပြောခဲ့သလိုပဲ April အစလောက်မှာကျတော့ Newcastle အနေမှာ scholarship ကိုပေးခဲ့ scholarship ကိုပေးရဆိုတော့အဲ့ဆိုရှင် scholarship လည်းရရဲဆိုတော့ဘယ်လိုဖြစ်ကျောင်းသားကတော်တော်လေးကိုတတရပေါ့နော်ဘာလို့ဆိုဒီမှာ computer science ဆိုလို့ရှိရင်ပေါင်က3000ကျော်လောက်ကြာတယ်ဘာလို့ဆိုရှောက်ထားတဲ့ကျောင်းကြီးကိုလိုက် Russell Group Uni ပဲဆိုတော့ကြာတော့ပေါင်3000ကျော်လောက်ကြာရဲဆိုတော့Newcastle ပဲ firm choice နဲ့ထားလိုက်မယ်ဆိုပြီးစဉ်းစားဖြစ်သွားပါတော့အဲ့ချိန်ထိအောင်မှတကယ်တော့ final decision အရင်တော့မရသေးဘူးအဲ့နဲ့ပြီးတော့ကျမှနောက်ပိုင်းနည်းနည်းထပ်ပြီးတော့အင်္ဂါတွေနဲ့လည်းဆွေးနွေးကြည့်တဲ့အချိန်မှာကျတော့လေ Newcastle ပဲ firm choice လုပ်ဖြစ်သွားတာပေါ့နော်ပြီးတော့အခုရွေးချယ်ခဲ့ရလဲအဆင်ပြေလို့ထင်တယ်ဘာလို့လဲဆိုတော့ကျောင်းကလည်းသူ့ရဲ့ facility တော်တော်လေးစုံနေပေါ့နော်ပြီးတော့စာတယ်မဟုတ်ဘဲနဲ့ student life ကိုလည်းကောင်းကောင်းရတယ်လို့ထင်တယ်ဆိုတော့ academic နဲ့ပတ်သက်လို့ပေါ့နော်ဒီ university ပေါ့နော် undergraduate အဲ့ undergraduate မှာဘယ်လိုမျိုး academic ဟောပေါ့နော်task တွေလောက်ရလဲပေါ့ဆိုတော့ OSSD မှာဆိုရင်ဒါ assignment ကအဓိကပေါ့နော် IGCSE ကကျတော့ဒါ exam base ဆိုတော့ဟိုဒီအခု Newcastle မှာကျတော့ဘယ်လိုမျိုးပုံစံပို့သွားလဲဒီ assignment ပုံစံကဒါမှမဟုတ် exam ပုံစံလားသို့မဟုတ်တစ်ခုလုံးအဲ့လိုမျိုး mix သွားတာလားဆိုတော့တခြား major တွေရောအရင်တော့မပြောကြဘူးเนาะအဲ့လိုကြားရရောရှိရပြီးတော့တစ်ချက်ပြန်ပြောပြပေးမယ်ဟိုNewcastle မှာ computer science ဆိုလို့ရှိရင်တော့ assignments က assignment task နဲ့အဲ့လိုမျိုး report တို့အဲ့လိုမျိုးပြီး coding လည်းပါကြ coding အဲ့လိုမျိုး task တွေလည်းရှိတယ်လို့ exam နဲ့ဖြေရတယ်ဒါပေမဲ့ computer science ကပြောရလို့ရှိရင်ဒီ Newcastle Uni မှာဆိုလို့ရှိရင်တော့assignment တွေပါအရင်မများတဲ့မှာတော့ပါတယ်။ဘာလဲဆိုတော့ assignment ကပထမ semester မှာဆိုလို့ရှိရင် assignment စုစုပေါင်း3ခုပဲရှိရယ် exam လည်း2ခုပဲရှိရယ်ဆိုတော့တော်တော်များများ module ကလည်း50% of the module က assessment လုပ်ပြီးသွားပြီပေါ့နော်ဆိုတော့ exam မှာဆိုရှင် open book exam ရှိမယ်ပြီးတော့ digital အဲ့လိုမျိုးလုံးဝ close book exam လည်းရှိရယ်ဆိုတော့ပြီးတော့နောက်ပိုင်းကျရင်တော့နောက်ပိုင်းဆိုတာဒီအခုလာမယ့် semester မှာဆိုရင်တော့ group work လုပ်တာမျိုးတွေလည်းရှိလာမှာပေါ့နော် specification မှာရေးထားတယ်အခုလောဆယ်တော့မလုပ်ရသေးဘူးဆိုမဲ့အဲ့လို group work လုပ်ရမှာမျိုးတွေရှိမယ်ပြီးတော့ report ရေးရမှာမျိုးတွေလည်းထပ်ပြီးတော့ရှိတယ်ဒါပေမဲ့ဒီမှာတော့အဓိကတော့ assignment ဆိုရင်တော့ပြောရင် OSSC တော့မများဘူးပေါ့နော်တခြားအမေကြတော့အရင်တော့မပြောတော့ဒါပေမဲ့ဒီရဲ့computer science ဆိုရှင် OSSC တော့မများဒီ semester မှာလည်းစုစုပေါင်း assignment က4ခုလောက်ပဲရှိမှာဆိုတော့အရင်တော့မများဘူး manageable တော့ဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ teaching အရာဆိုလို့ရှိရင်တော့computer science မှာဆိုရင် lecture နဲ့ practical နဲ့2မျိုးပဲရှိရပါတော့lecture ကတော့ရှိရဲ့ဒီ cohort တစ်ခုလုံးကကျောင်းသား300လောက်ရှိမယ်ထင်တယ်300လောက်အကုန်လုံး lecture hall ထဲမှာပဲသင်ရတယ်တင်ပြီးသားဆိုလို့ရှိရင်practical session တွေရှိရ practical session တွေမှာဆိုရင်တော့ lecturer ရှိမယ်ပြီးတော့ lecturer ရှိမယ်ပြီးတော့အဲ့ဒီမှာသူရဲ့ demonstrator တွေလည်းရှိရပေါ့နော် demonstrator လို့ post graduate student တွေပြီးတော့ final year student တွေအနေမှာ demonstrate ပြန်လုပ်ပေးရဟာမျိုးတွေပေါ့computer science ရဲ့ practical ဆိုတော့ကျတော့အဓိကဘာမှမလုပ်ရဘူးလို့ computer နဲ့ပဲလို့ project လုပ်ရတာလို့မျိုး formative task လေးလုပ်ရမျိုးတွေပဲပေါ့နော်အရင်တော့အဲ့လို serious တော့မဟုတ်ပေါ့ဒါမဲ့ practical သွားရဆိုရင်တော့ကိုက lecturer နဲ့ဖြစ်ဖြစ်ဒါမှမဟုတ်ဒီတခြား demonstrator တွေနဲ့ဖြစ်ဖြစ်1 to 1မေးခွန်းတွေပါမေးချင်တယ်ဆိုလို့ရှိရင်လည်းမေးလို့ရတယ် lifestyle ပေါ့နော်ဒီ Newcastle မှာနေတဲ့ lifestyle နဲ့ပတ်သက်လို့နည်းနည်းလေးမေးကြည့်ချင်တယ်ပေါ့နော်ဆိုတော့အင်ဂျင်ကအခု Newcastle မှာတယောက်တည်းနေတာလား
ဟုတ်တယ်ဟုတ် တယောက်တည်းနေရဆိုရင်ဟိုကျောင်းကပေးတဲ့ student accommodation နေရလားဒါမှမဟုတ်ကိုယ့်ကို private accommodation မှာနေရလား okay ဆိုတော့အဲ့လိုမျိုးအဲ့ဒါကြတော့ကျောင်းကနေပဲရှောက်ခဲ့ရပေါ့အဓိကတော့ကျောင်းဆက်တက်တဲ့အချိန်မှာကိုက under 18နဲ့ဖြစ်နေတော့ကြတော့အိမ်ကလည်းအဲ့လိုကိုကနေကိုတက်ရှာမယ်ဆိုရှင်ဥမာ grant ထားရပါအဲ့လိုမျိုးကြီးအဲ့လို process တွေနည်းနည်းများနိုင်တော့ကြကျောင်းကနေပဲတစင်ရှာဖို့အတွက်စဉ်းစားကြရပါတော့လောလောဆယ်သူကတော့ Newcastle Uni မှာဆိုရှင် accommodation ကကျောင်းကနေမှ manage လုပ်တာရှိအဲ့လိုကျောင်းကနေ all မျိုး manage လုပ်တာလည်းရှိရပြီးတော့ကျောင်းကနေအဲ့လိုကျောင်းသားကိုခေါ်တော့ကျောင်းကနေအဲ့လိုတစင်အဲ့လိုမျိုးပြောမယ် manage partnership တဲ့အဲ့လိုမျိုးရှိရပေါ့နော်အတိက own လုပ်တာတော့ private company တစ်ခုနေလုပ်တာဒါပေမဲ့ကျောင်းကနေမှတစင်အဲ့လိုမျိုးပြန်ပြီးတော့ accommodate လုပ်ပေးရမျိုးအဲ့လိုမျိုးအဆောင်နဲ့အဲ့လိုမျိုးအဆောင်တစ်မျိုးရှိရပါတော့အဲ့လိုမျိုးရှိရတဲ့မှာကိုနေခြင်းနဲ့နေရရောပြီးတော့price ကိုအရာဆိုကြအခုအဆင်ပြေရဲ့အဆောင်မှာအဆောင်ရွေးချယ်ချိန်မှာအဲ့ကောင် manage partnership ဟာဖြစ်နေတာပေါ့နော်ဆိုတော့ပြောရလို့ရှိရင်ကျောင်းကနေပဲတစင်လျှောက်ခဲ့ပေမဲ့ဒီရဲ့ building ကို maintain လုပ်တာတွေပါအကုန်လုံးကကြတော့ private company ကနေပဲလုပ်တာပေါ့နော်အဲ့လိုမျိုး accommodation မှာနေရတော့ဆရာဆိုတော့ဟိုဒီနေ့တော့ပေါ့နော်ကျွန်တော်တငယ်ချင်းတယောက်ပေါ့နော်သူကတော့Europe မှာအကြောင်းတက်နေသူတင်ထားတဲ့ဟို TikTok လေးတစ်ခုတွေ့တာပေါ့နော်အဲ့ဒါဘာလဲဆိုရင် like ဟိုလိုမျိုးနိုင်ငံခြားမှာတဲ့လိုမျိုးတယောက်တည်းနေတယ်ဆိုရင် like 70 to 80% of your time ကပေါ့နော်ဒီလိုမျိုး hint ချက်တာတို့လိုမျိုး tension ရေးလောက်တာပေါ့နော်အဲ့ဒါလေးလည်းကုန်နေတယ်ဆိုတော့လေဒီ angel ရဲ့ experience အရာဆိုရင်ရောအဲ့လိုမျိုးဖြစ်လာပေါ့နော်ဒီကိုယ့်ကိုဒီ maintenance နဲ့ဒီ hint ချက်တာတို့ဘာလို့ ਨੇ အချိန်အဲ့လောက်ကုန်လာပေါ့အချိန်လောက်ကုန်လာဆို70 80လောက်လို့တော့မရှိလောက်ဘူးထင်တယ်အဲ့လိုပြောရရင် maybe အဲ့လိုထားနေအားနေတဲ့အချိန်70 80ဆိုတော့ဖြစ်နိုင်တယ်အဲ့လို lecture တွေအချိန်ကြီးမပါပဲနဲ့ဘာလို့လဲဆိုတော့ခဏရန်လင်းဆက်လည်းပြောသားသလိုပဲပေါ့နော်အဲ့လိုမျိုးကိုယ့်အနေကိုနေရဆိုရှိသမျှအကုန်လုံးကကိုယ့်အကိုယ်လောက်တာဆိုတော့ like လို့စာလုပ်တဲ့အချိန်တွေမှာမပါဘူးねကျန်တဲ့အချိန်ရဲ့80 70 80% ဆိုတော့ဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့အင်းတခါချက်ပြီးဆိုပြီးတော့ကိုကလည်းမြန်မာနိုင်ငံလာဆိုတော့သူများအဲ့လိုပိုရင်လည်းအရင်မတူဘူးเนาะအဲ့လိုဖင်းချက်တယ်ဆိုလည်းနည်းနည်းကြာတယ်လीအဲ့လိုမျိုးဘယ်လိုရမလဲအစာပလိုက်ပါအဲ့လိုမျိုးအကုန်လုံးလုပ်နေတာတော်တော်လေးကြာတယ်အဲ့တော့လိုဟင်းတစ်ခါချက်တည်းဆိုတနာရီခွဲအဲ့လိုမျိုးကြာရပေါ့နော်ဆိုတော့ဒါပေမဲ့အမြဲတမ်းလည်းအဲ့လိုတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ခါလေးကြာတော့လေတနာရီခွဲအဲ့လိုမျိုးကြာရဆိုတော့အချိန်ကတော့ယူရတော့ဟုတ်ပါတယ်တော်တော်လေးယူရပေါ့နော်ဒီမှာဆိုအခုတခြား flatmate တွေပဲရှိရသူတို့ဆိုရှင်အမြဲအဲ့လို kitchen ထဲမှာအင်ဂျင်ကိုပဲအများဆုံးတွေ့ရပါညာအဲ့လိုမျိုးစားကြရပေါ့နော်Angel အခုဟို school day ကဘယ်လိုမျိုးလဲဟို weekday 9ရက်လုံးတက်ရလားဒါမှမဟုတ်ဘယ်လိုမျိုးတက်ရလဲ university မှာအခုကတော့4ရက်ပဲတက်ရတယ်4ရက်ပဲတက်ရတောင်းတစ်ခုလုံးကတော့အဲ့လိုတော့မဟုတ်ဘူးเนาะ computer science ကိုမှအခု first year day ဆိုရင်တော့အဲ့လိုမျိုး4ရက်ပဲတက်ရတယ် Friday ဆိုရင် no class ပေါ့ no class okay Friday ဆိုရင် no class ဆိုတော့ပြောရရင်ကျောင်းပိတ်ရက်က3ရက်ရှိကျောင်းက3ရက်ပဲတက်ရ4ရက်ပဲတက်ရမှာပေါ့4ရက်ပဲတက်ရတယ် okay အဲ့ဒါဆိုအဲ့ဒီ4ရက်ထဲကနေပေါ့နော်ဟိုတရက်လောက်ကိုပြောမလဲကိုယ့်ရဲ့normal routine လေးကိုနည်းနည်းလေးပြပြပေးလို့ရမလား so for example Monday လို့နေမျိုးဆိုရင်ပေါ့ okay ဆိုတော့အတိကတော့လာချာကတရက်ကိုစုစုပေါင်းဆိုရှင်3နာရီကျော်4နာရီလောက်ဝင်ကျင်မယ်ရှိတယ်သူတို့ schedule လုပ်ထားတဲ့ section တွေကဒီ lecture နဲ့ practical နဲ့စုစုပေါင်းမှ average ဆိုရင်လောက်ပဲရှိရပေါ့နော်အရင်မများဆိုတော့မနေ့ဆိုရင်လည်းအရင် early start တိတ်မပါဘူး engineer ဆိုလို့ရှင်အဲ့တော့ကျတော့ early start မပါလို့10နာရီ10ခွဲလောက်တော့ရှိရပေါ့အဲ့လိုမျိုး10နာရီ10ခွဲလောက်ဆိုရင်အစောပိုင်းမှာတော့အများကြီးမတိတ်ပြီးတော့မလုပ်ဖြစ်ဘူးအဲ့လိုမနေ့ထားကြီးဆိုလို့ရှိရင်prepare လုပ်ပြီးတော့မနေ့စားရိုက်စားတစ်ခါကြီးကျတော့လေနေ့လယ်စားအချိန်ရရဆိုရှင်နေ့လယ်စားကြိုချက်ထားမျိုးရှိရပြီးလို့ရှိရင် lecture သွားရပေါ့နော် lecture သွားပြီးတော့တစ်ခါလေးကျတော့လေနေ့လယ်စား
စားတဲ့အချိန်မတိုင်ခင်ကလည်းချလုံးဝပြီးသွားတဲ့ရက်တွေမျိုးလည်းရှိတယ်လို့တချို့ရက်တွေကျတော့လည်းနေ့နေစားတဲ့အချိန်ပြီးတော့နောက်တစ်ခါပြန်သွားရမျိုးတွေရှိရပေါ့နော်ဒါပေမဲ့နေ့နေစားဆိုရင်တို့များရက်တွေမှာပြန်လာပြီးစားပြတာများတယ်ဘာလို့လဲဆိုAngel ခုနှစ်ရဲ့ accommodation နဲ့ Angel လက်ချသွားရတဲ့နေရာတွေနေကလို့3မိနစ်4မိနစ်လောက်လမ်းလျှောက်လာရင်ရောက်သွားပြီဆိုတော့ကျတော့တကူနေ့လေပါဆိုရှင်ပြန်လာပြီးတော့စားပြတာများတယ်ဘာလို့လဲဆိုတော့ view သွားရဲဆိုလို့ရှိရင်လည်းကျောင်းမှာတော့ common room ရှိတယ် common room ထဲမှာဆိုလို့ရှိရင်microwave တွေပါအဲ့လိုမျိုးတွေထားပြီးရပေါ့နော်အဲ့လိုမျိုး view သွားလဲပြဿနာတော့မရှိဘူးဒါပေမဲ့ဒီလိုပဲပြန်လာပြီးတော့စားပြတာများတယ်။အမှနေ့လေပိုင်းလက်ချရှိရဆိုလည်းလက်ချထက်ရှိရဆိုတော့မရှိရအောင်ဆိုလို့ရှိရင်တခါကျရင်ကိုယ့်ကို study လုပ်တာမျိုးကြီးလည်းရှိဘာလဲဆိုတော့သူရဲ့တချို့ module တွေမှာကျတော့သူရဲ့ lecture ကပေးထားတဲ့ materials တွေကအရင်မလုံလောက်ဘူးเนาะတခါလေးမှာ lecturer ကpresent slide တွေအကုန်လုံးဟိုပြီးအောင်မသွားပြီးအောင်မတင်သွားမျိုးတွေလည်းရှိရဲဆိုတော့ကျတော့တခါလေးတော့ကိုယ့်ကိုပြန်ပြီးကြည့်ရမျိုးတွေရှိရဲပြီးလို့ရှိရင်ညနေလောက်ဆိုရှင်နှစ်ခွဲလောက်ဆိုရင်တော့ gym လည်းသွားဖြစ်တယ်ပေါ့နော် school အဲ့ဒါ uni gym မှာ uni gym ပဲသွားတယ်gym သွားပြီးသားဆိုရင်တော့ပြီးအိမ်ငါသူတွေနဲ့လည်းအမြဲတမ်းနေ့တိုင်းနေ့ပါဖုန်းပြောဖြစ်တယ်ပေါ့နော်အဲ့လိုတနိုင်ဝတ်တနိုင်လောက်အမြဲပြောဖြစ်တယ်ပြီးလို့ရှိရင်ညဆိုရင်တော့ဘာမှလုပ်စရာမရှိဘူးဆိုရှင်ကိုကနေကိုပဲစာလုံးရလုပ်တယ်ပြီးတော့တခါကျတော့ cleaning တွေပါလုပ်နေနေဆိုတော့အဲ့လိုပဲတရက်ကပြီးတော့ပေါ့နော်တခါလေးဆိုရင်တော့ဂျားထဲမှာပစ္စည်းပါလိုရဲဆိုရှင်ညနေပိုင်းလေးမှာပစ္စည်းပါတခါထွက်ဝယ် Okay ဆိုတော့တရက်နဲ့အရင်တော့မတူဘူးပေါ့ဒါပေမဲ့လည်း generally ဆိုတော့ခဏပြောခဲ့သလိုပါပဲ Okay အဲ့ဆိုရင် finance နဲ့ပတ်သက်လို့နည်းနည်းလေးမေးကြည့်မယ်ပေါ့နော်ဆိုတော့အခု Angel လက်ရှိ50% scholarship နဲ့ဆိုရင်Newcastle ရဲ့ tuition ကyearly ဘယ်လောက်ပေးရလဲမသိဘူးဒီနှစ်ကပုံမှန်ဆိုရှင်3600ပေါ့50% ဆိုတော့15300ပဲပေးရတယ် Okay and Newcastle မှာနေတဲ့ပေါ့နော်ဒီ international student အနေနဲ့ဆိုရင်ကောဒီတလားဆိုရင်living ရပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဒီ food တို့ကျန်တဲ့expense အသေးလေးတွေအဲ့လိုမျိုးပေါင်းလိုက်မယ်ဆိုရင်တလားကို average ဘယ်လောက်သုံးပြလဲexpense အဲ့လို only ဆိုတော့400-500လောက်တော့ရောက်သွားပြီပေါ့နော်တလား Okay so accommodation ကဘယ်လောက်ပေးရလဲမသိဘူးအခုလောလောဆယ်နေ accommodation ကတော့တစ်ပတ်ကို190 all inclusive ပေါ့ okay 190 အရင်တော့မဆိုးပါဘူးပေါ့နော် like London မှာဆိုရင် like 250တော့အနည်းဆုံးရှိမှာဆိုတော့မဆိုးလို့ပဲပြောရမယ် ဟုတ်တယ် London တို့ Zara နဲ့ဆိုင်တော့တော်တော်လေးliving cost ကလည်းတက်တာလို့ပြောလို့ရတယ် Okay နောက်တစ်ခုကကျတော့Newcastle နဲ့ပတ်သက်လို့ပေါ့ကျွန်တော်ကအခုဒီ Sunderland ဘက်ကိုစိတ်ဝင်စားတော့ကျတော့Sunderland ရဲ့ Newcastle ရဲ့ပေါ့နော်အဲ့ဒီမျိုးတွေအကြောင်းနည်းနည်းလေးလေ့လာပြတဲ့အခါမှာဟိုဒီနေ့တုန်းကအဲ့ဒီsurvey လေးတစ်ခုတွေ့ရပေါ့နော်အဲ့ဒီ survey မှာသူကဘာပြောလဲဆိုတော့ကျတော့သူတို့ရဲ့ survey ရဲ့ဒီ voting အရပေါ့နော် like Newcastle is the worst place to live in the UK ဆိုပြီးပြောထားတယ်ပြီးတော့ကျတော့ best place in the UK ကကျတော့Sunderland လို့ပြောထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါ Angel experience အရဆိုရင်အဲ့ဒီ survey ကိုဘယ်လိုထင်လဲပေါ့နော် like အဲ့ဒီ result တွေ reliable ဖြစ်တယ်လို့ထင်လား Sunderland တော့မရောက်ဘူးဒါပေမဲ့ Newcastle ကောင်းပါရဲ့ဟိုလိုမျိုးစိုးရလို့ပြောလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဟိုမှာခဏပြောဆိုရင် Newcastle တော်တော်လေး walkable ဖြစ်တယ်တခြားမျိုးတွေလည်းရောက်ဖို့တခြားမျိုးတွေဆိုလို့ရှိရင်bus မရှိရင်အလုံးမဖြစ်တာမျိုးတွေရှိတယ်ဥပမာ Manchester တို့London တို့ဆိုရှင်သူတို့မြို့ရတော်တော်လေးကြီးရယ်ဆိုတော့ကျတော့အဲ့လို bus ဒီ public transport rely မလုပ်ဘူးဆိုလို့ရှိရင်တခါတည်းကိုသွားချင်တဲ့နေရာကိုရောက်ချင်တဲ့နေရာမရောက်တော့မျိုးရှိရယ် Newcastle အဲ့လိုမဟုတ်ပေါ့နော်နေရာလဲခု city center နဲ့ပဲတော်တော်နီးရပေါ့ဒါပေမဲ့ accommodation တော်တော်များများကလည်း city center နဲ့နီးပါတယ်အဲ့လိုမျိုးဆိုရင် local အတွက်ဆိုရင်တော့နည်းနည်းဝေးမှာဒါပေမဲ့သူတို့ကလည်းကားလေးရှိရဆိုဥပမာကျောင်းသားတယောက်အနေနဲ့ပြောရမယ်ဆိုရှင်တော့ accommodation တွေကုန်ကလည်း city center နဲ့နီးရပြီးတော့ဘာလို့ချင်နေဆိုလို့ရှိရင်လည်းအကုန်လုံးရှိဥပမာက
ခုဆိုရှင်မြန်မာလာဆိုတော့အဲ့လို Asian grocery တွေပါလိုချင်တယ်ဆိုတော့ကျတော့ Asian groceries ဒီဆိုင်နေဆိုတော့တော်တော်များတယ်ဆိုတော့အဓိကတော့ walkable ဖြစ်တယ်ပေါ့နော်ဥပမာဒီ bus ကားခါတွေ metro ခါတွေဘာမှမကုန်ဘဲနဲ့သွားလို့ရတယ်ဘယ်တော့သွားလို့ရတယ်ပြီးတော့ okay bus ဒီအဲ့လို metro တွေလိုအပ်တယ်ဆိုလို့ရှိရင်လည်းဒီ under 21နေဆိုလို့ရှိရင်တော့1 pound ပဲဘယ်တော့ပေါ့နော်ဘယ် trip ဟိုလို limit 1 pound တော့မဟုတ်ဘူးနော် single trip ကို1 pound ပဲပေးရတယ်ဆိုတော့ပြောရရင် affordable လေးဖြစ်တယ်လို့ထင်တယ်ပြီးတော့အဲ့လိုဒီက local ကြီးဆိုလို့ရှိရင်လည်းတော်တော်ကောင်းကြအဓိကတော့ဒီ local မှာအသက်အဲ့လိုမျိုးတက်ကြီးအဲ့လိုမျိုးတက်ကြီး local ကြီးဆိုလို့ရှိရင်တို့တွေအကုန်လုံးမြဲပြုံနေအဲ့လိုမျိုးတဘောကောင်းတယ်လို့လည်းထင်တယ်ပေါ့နော်ပြီးတော့ Newcastle မှာဆိုចောင်းသားတွေလည်းနည်းနည်းများတယ်ဆိုတော့အကုန်လုံးကចောင်းသား please ဆိုပြီးအဲ့လိုမျိုးចောင်းသား student city ဆိုပြီးအဲ့လိုမျိုးပုံစံမျိုး vibe ကိုလည်းရတယ်ဆို Newcastle ကိုတော့ bad place တခုလို့တော့မပြောချင်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ခဏတော့ညနေဆက်ပြောရတာသူတို့ local ကြီးကြားထဲမှာဖြစ်နိုင်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ Newcastle နဲ့ Sunderland ကလေအဲ့လိုသူတို့ကအချင်းချင်းတိတ်ပြီးတော့မကြိုက်ကြဘူးပေါ့နော်အဲ့လိုသူတို့ရဲ့ local ရဲ့ football ကြောင့်လည်းပါမယ်လို့ထင်တယ်အဲ့လိုတချို့ဒီမှာဆိုရှင် lecturer တွေဆိုလို့ရှိရင်စာသင်နေနေအောင် Sunderland မကောင်းအဲ့လို Sunderland ကို joke လုပ်ကြတာပေါ့နော်ဆိုတော့သူတို့ local ရဲ့ဟိုဖြစ်အဲ့လိုဖြစ်မယ်လို့ထင်တယ်okay ဟုတ်ပါရဲ့သူတို့ရဲ့ survey ကလည်းအဲ့ဒီ UK က citizen တွေကိုကောက်ထားတာဆိုတော့ကျတော့ဒါသူတို့ရဲ့ opinion ဖြစ်မလို့ထင်တယ်ပေါ့နော် okay ဆိုတော့အခု Angel တက်နေတဲ့ဒီ computer science program ကလေplacement year တွေပါရောပါလားမသိဘူးAngel စလျှောက်တော့ကတော့ placement year ပါတဲ့ဒီ program တစ်ခါလေးတန်းလျှောက်လိုက်တာဒါပေမဲ့သူတို့ကဒီ Newcastle Uni ကဒီနှစ်မှာအဲ့ကောင် offer မလုပ်တော့ဆိုပြီးတော့ Angel ရိုး computer science ကိုပြောင်းလိုက်တာပေါ့သူတို့အဲ့လို offer ပေးလိုက်အချိန်မှာပြောင်းပြီးတော့ပေးတာဒါပေမဲ့ placement year option ကိုပြန်ပြီးတော့ထည့်လို့ရတယ်ကိုကနေကိုဒီ second year ပြီးတဲ့အချိန်မှာ placement ရှာပြီးတော့ထည့်လို့ရတယ်ဒါပေမဲ့ဟိုလို program ကတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ဟုတ်တယ်အဲ့လို placement year ကိုပြန်ပြီးထည့်လို့ရတယ်လို့ပြောထားတယ်okay အဲ့ဆို Angel ဒီ placement year ကိုယူဖို့ plan ရှိလားဆိုတော့အခုကတော့ဘယ်လိုပြောမလဲလုံးဝ placement ရမယ်ဆိုတာမျိုးတော့လောက်ထားတော့မဟုတ်ပါမဲ့ aim ကတော့ placement year တော့သွားဖို့တော့စဉ်းစားထားရပေါ့နော်အခု program ကလည်းရိုး program ပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့မရလဲပြဿနာရဲမရှိဘူးထင်တယ်ဆိုတော့ဒါပေမဲ့ second year ကျရင်တော့စပြီးတော့ placement တွေဖွင့်ပြီဆိုရင်တော့ရှောက်ဖို့အတွက်တော့စဉ်းစားထားရပေါ့နော်ဆိုတော့ရရဆိုလို့ရှိရင်လည်းသွားမယ်မရဆိုလို့ရှိရင်လည်းကြောင်းမဲဆက်တက်လဲအဲ့လို internship တွေပါကြားထဲမှာလဲရှာအောင်မှာဆိုတော့ပြဿနာရဲမရှိလို့ထင်ဒါပေမဲ့ placement year ကိုသွားဖို့အားတာပါတယ် okay ဆိုတော့ undergraduate ပြီးပြီဆိုရင်ရောဘယ်လို plan ရှိလဲ like post graduate ဆက်တက်မှာလားဒါမှမဟုတ် industry ကိုဝင်ဖို့စဉ်းစားထားရလားလောလောဆယ်ကတော့ post graduate သွားဖို့တော့စဉ်းစားထားတော့မရှိသေးဘူးပေါ့ဒါပေမဲ့အဲ့လိုစဉ်းစားထားတာကတော့ခဏပြောလို့ placement ရလေ Google ကလည်းတွားချင်တာဆိုတော့ placement ရသွားပြီးတော့ပြန်လာပြီးဆိုရင်တော်တော်များများက job offer ပြန်ရတယ်ဆိုတာမျိုးကြားတယ်ဆိုတော့အဲ့လိုမျိုးဆိုရင်တော့တခါလေးပဲ industry တွေကိုပဲဝင်ဖို့အတွက်စဉ်းစားထားရပါတော့ placement ရမရခဲ့လေ industry တွေကိုပဲပထမဦးဆုံးစပြီးဝင်ဖို့အတွက်စဉ်းစားထားရတယ်post graduate ကိုကြတော့ဘယ်လိုမျိုးစဉ်းစားထားလဲဆိုတော့အဲ့လိုကိုအလုံးနေနေမှာ skill တစ်ခုခုလို့ specialization တစ်ခုခုကိုထပ်ပြီးလိုချင်နေဆိုတဲ့အချိန်ကမှပဲ post graduate ကိုသွားမယ်လို့စဉ်းစားထားတာပေါ့နော်okay so Angel ကဒီ computer science ရဲ့ဘယ်လိုမျိုး industry အပိုင်းကိုစိတ်ဝင်စားလဲ like AI တို့ machine learning တို့လားဒါမှမဟုတ် data science အဲ့လိုမျိုးပုံစံမျိုးလားလောလောဆယ်ကတော့ AI တို့အဲ့လိုမျိုးဘက်ကိုသွားချင်တာပေါ့နော်ဒါပေမဲ့ခုလောလောဆယ်ကတော့အရင်တော့တချာတော့ decision လည်းမချထားသေးဘူးဘာလို့လဲဆိုတော့ဒီ Newcastle computer science course မှာဆိုလို့ရှိရင်သူက first year နဲ့ second year အကုန်လုံးက module ရတယ်အကုန်တူပဲအကုန်လုံး all compulsory ပေါ့အဲ့လိုမျိုး fix လုပ်ထားပြီးသားဆိုတော့
လောလောဆယ်အရင်စဉ်းစားစရာမလိုသေးလို့လည်းထင်ပါတယ်ဟိုတက် final ကြရင်တော့ကို specialization လုပ်ချင်တာကိုရွေးရမှာပေါ့နော်ဒါပေမဲ့လောလောဆယ်အရင်လည်းစဉ်းစားစရာမလိုသေးဘူးဆိုတော့လောလောဆယ် AI ကို back ကိုပဲတွားချင်နေလို့စဉ်းစားထားတယ်ဒါပေမဲ့ decision ကတော့လုံးဝချထားရမှာမဟုတ်သေးဘူးပေါ့နော်ဆိုတော့ဒီ podcast ကိုကြည့်နေတဲ့ပေါ့နော်ဒီ junior လေးတွေပေါ့နော်ဒီသူတို့ဖြင့် UK မှာ study လုပ်ချင်တဲ့ junior လေးတွေကိုအရေးကြီးဆုံး advice ဆိုရင်ဘယ်လိုမျိုး advice လေးပေးချင်လဲအရေးကြီးဆုံး advice ဆိုရှင်အဓိကတော့သူများရဲ့အဲ့လို timeline နေအကြောင်းပေါ့နော် timeline နေနေဆိုရင်တော့အဲ့လိုသူ့ရဲ့မြင်တဲ့ဘာမှမဆိုတော့အမေအချိန်ဆိုတော့ရှိရဒါပေမဲ့တချို့ကျတော့တခြားသူတွေနဲ့ compare လုပ်ပြီးငါရန်နောက်ကျနေဆိုရင်စိတ်ရှိရအဲ့လိုမျိုးတော့အဲ့လိုမျိုးတော့ဖြစ်နေတော့ကိုယ်ပိုင် timeline လေးရှိရတော့အဆင်ပြေဥမာသူများနဲ့ရှေ့ရနောက်ကျနေလို့မထင်နဲ့ပေါ့နော်အဓိကကတော့ဒါပေမဲ့သူ့ရဲ့ deadline ကိုတော့ပြီးအောင် deadline တွင်းမှာတော့ပြီးအောင်တော့လုပ်ပေါ့အဲ့ကောင်ရှိမယ်ပြီးတော့နောက်ထပ်ဆိုလို့ရှိရင် experience တွေအဲ့လိုမျိုးကြောင်းမလျှောက်ခင်မှာကိုယ်က experience တွေရှိရဆိုရင်ပိုကောင်းတယ် experience အဲ့လိုမျိုးဘာမှမဟုတ်တော့ဥမာ volunteering လုပ်ပေးရတော့အဲ့လိုမျိုးရေးဆိုscholarship ရဖို့လည်း chance ပိုကောင်းနေလို့ထင်တယ်ဘာလို့ဆိုတော့မြန်မာနိုင်ငံကခုလောဆယ်ဒီကနေဒီက POV နဲ့ကြည့်ရဆိုလို့ရှိရင်မြန်မာနိုင်ငံကအကြောင်းသားတွေကလည်းမြန်မာနိုင်ငံကလည်း hardship တစ်ခုမှရောက်နေတော့အကြောင်းသားတွေကိုသူတို့ကလည်းပို့ပြီး prioritize လုပ်ပြီးတော့ scholarship ကိုပေးမယ်လို့လည်းထင်တယ်ပေါ့နော်ဆိုတော့အဲ့လို experience တွေရှိရလဲပိုကောင်းနေလို့ထင်တယ် grades ကလည်းကောင်းဖို့လိုတာပေါ့နော်ဒါပေမဲ့လည်း experience တွေထပ်ရှိရတော့ပိုပြီးကောင်းဖို့လိုရလို့ထင်တယ်ပြီးတော့နောက်ထပ်တစ်ခုကကြတော့ကိုမရနိုင်အောင်ထင်အောင်မှ just give it ကိုပေါ့ဘာလဲဆိုတော့မထင်မှန်းပဲရသွားနိုင်တယ်လေ okay ပါဆိုတော့ advice လောက်ပါပဲ okay ပါဆိုတော့ဒီနေ့မိကွန်းလေးတွေဖြစ်ကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော် especially school of day ပေါ့နော် holiday မှာမနာဘဲနဲ့ဒီ podcast လေးကိုလာပြီးတော့ကျွန်တော်ဒီ knowledge sharing လုပ်ပေးတဲ့အတွက်အမြင်လုံး agent ကိုကျေးဇူးတင်ပါတယ်and all the viewers ပေါ့နော် episode 5ကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်ပြီးတော့မျက်နှာ angel share ပေးတဲ့ information လေးတွေကuseful ဖြစ်မယ်လို့ထင်ပါတယ်ဗျဆိုတော့ဒီနေ့ episode အတွက်ကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye ပါ